အသက်80ကျော်နေပြီအုံမင်းရင့်ရော်နေတဲ့အမေအိုတယောက်ကိုခုလိုမျိုးသတင်းတွေဖုံးဖိခုလိုမျိုးဒါပြည့်စုံတဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုံးဝမပေးထားဘဲနဲ့ဥပက္ခပြုထားတဲ့အခြေအနေကြောင့်အခုလိုမျိုးကိစ္စမျိုးတွေအမှန်တကယ်ဖြစ်ပေါ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးကတော့ဒါကိုလုံးဝကိုခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကတော့ကျွန်တော်တို့ဒါမိကုံမေးစရာမရှိတော့အောင်ကိုအပြည့်ရှိနေပြီးသားပါမင်္ဂလာပါခင်ဗျာဗိုလ်ကြီး channel မှာကြိုဆိုပါရစေလက်တွေ့ဖြစ်ပျက်တဲ့အခြေအနေသုံးသပ်ချက်နဲ့မြန်မာပြည်သူတိုင်းတိထိုက်တည်တဲ့သတင်းမှန်တွေကိုစနစ်တကျတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်ရဲ့မိသားစုနေကျွန်တော်မိဒေါ်ဆန်းစွတ်ကြည်အသက်ရှင်လျာရှိသေးရဲ့လားလက်ရှိချိန်မှာကျွန်တော်သူ့ရဲ့ကျမ်းမာရေးအခြေအနေလဲကျွန်တော်တို့ဘာမှမကြားရသလိုမျိုးသူ့ရဲ့သတင်းစကားဘာတစ်ခုမှကျွန်တော်တို့မကြားရတဲ့အပေါ်မှာတကယ်ကိုစိုးရင်ပူပန်နေမိပါတယ်ဆိုတော့တက်တွင်းတွေကထွက်ပေါ်လာတဲ့ဒီကောလာဟာလာသတင်းအရာဆိုရင်ကျွန်တော်တို့ဒါမီစုကွယ်လွန်သွားပြီဆိုတဲ့မိကွန်းတွေဟာတကယ်ကျေလောင်စွာထွက်ပေါ်နေတာပါနိုင်ငံတကာရဲ့ဖိအားတွေကိုလည်းဂရုမစိုက်ရေးမစိုက်ဖဲနဲ့နိုင်ငံတကာရဲ့ကျွန်တော်တို့အထူးကိုယ်စားလှယ်တွေပြီးတော့တန်တမန်တွေနဲ့အနည်းဆုံးမိသားစုဝင်ဖြစ်တဲ့ကျွန်တော်တို့သူ့ရဲ့သားငယ်ကိုထိန်လင်းပေါ့ဗျာကျွန်တော်တို့အားလုံးခေါ်တဲ့ခင်နေတဲ့ကိုယ်တိုင်တွေ့ဆုံဘို့တောင်းဆိုခဲ့သည့်တိုင်အောင်လုံးဝကိုဥပက္ခပြုပြီးတော့ခုလိုမျိုးသတင်းတွေထွက်ပေါ်နေတာကတကယ်ကိုထူးခြားနေတာဖြစ်ပါတယ်ပုံမှန်အဖြစ်ဆိုရင်ကျန်းဖက်စစ်ခွတ်တာသူတို့တွေအကျက်ရိုက်နေတဲ့အချိန်အခါမျိုးတွေမှာမီဒေါ်ဆန်းစွတ်ကြည်ကိုအတုံးချပြီးတော့သူတို့တွေတစ်ခုခုပေါ့နော်စီစဉ်ပြီးတော့ထုတ်ပြန်ကြေညာတတ်တာတွေကိုကျွန်တော်တို့တွေ့ရပါတယ်အခုချိန်ဒီမှာတော့ဒါဘလို့နီးနေပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာသတင်းစကားဘာတစ်ခုမှကျွန်တော်တို့မသိရတာဟာကျွန်တော်တို့အတွက်ကတော်တော်လေးကိုစိတ်ပူနေရတဲ့အခြေအနေပါဟုတ်ပြီကျွန်တော်ရဲ့မိသားစုနေဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေရဆိုရင်ကျွန်တော်တကယ်လို့များပေါ့နော်ဒီသတင်းမှန်ကန်ခဲ့တယ်ဆိုရင်ဒီသတင်းကိုသူတို့တွေအမှောင်ချပြီးတော့အချိန်ဆွဲနေတာလားဆိုတာကိုလည်းကျွန်တော်တို့ထည့်သွင်းပြီးတော့စဉ်းစားဖို့လိုပါတယ်ဆိုတော့မလိုလားပဲနဲ့အခြေအနေတစ်ခုကျွန်တော်တို့ဖြစ်သားခဲ့တာလားဒီလိုဖြစ်သွားတဲ့အချိန်အခါမဲ့ဂျမ်ဖက်စစ်ခွတ်တက်ကအာနာယူကောင်တွေကသူတို့တွေဒီကိစ္စတွေကိုထုတ်ပြန်ပြောဆိုဖို့အတွက်သူတို့ရဲ့အမားတွေကြောင့်သူတို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးနဲ့တကဘာလုံးမှရှိတဲ့မိဘပြည်သူတွေကလုံးဝကိုခွင့်မလို့ဘူးဆိုတာကိုသိနေလို့သူတို့တွေထုတ်ပြန်ကြေညာရမှာဝင်လေးနေတာလားဒါကြောင့်ကျွန်တော်တို့ speak out လုပ်ဖို့လိုတယ်ကျွန်တော် speak out လုပ်ဖို့လိုတယ်တနေ့အတွင်းမှာအကြံဖက်စစ်ခွတ်တက်ကဒီခေါ်မယ်ဒီခေါ်ပြီးတော့စစ်ရေးမှာအခါတော့အေးထိန်းချုပ်ထားတဲ့နေမြေတွေအကုန်လုံးကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်ပြီးတော့ ULA နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဘလို့တုတ်တင်ရှင်းလင်းမယ်ဘာညာခွိပါဆိုပြီးပြောခဲ့ဒီနေ့မှပြောခဲ့တာ2026မတ်လ3ရက်နေ့3လပိုင်း3ရက်နေ့ဒါပေမဲ့2025မှာလည်းအဲ့ကောင်တောက်ပေါ်လို့ပဲကျွန်တော်ပြောချင်တယ်အဲ့ဒီတောက်ပေါ်ပြောခဲ့ဘူးသေးတယ်2025အကြောင်းမှာကျွန်တော်မိသားစုနေသိအောင်ဖော်ပြပေးမယ်ဗျဟုတ်ပြီသူတို့လေပေါ်ကနေပြီးတော့တိတ်မယ်ကျုံးမယ်တိုက်မယ်ခိုက်မယ်ဆိုတဲ့ပြောခဲ့တာတွေခဏလေးဖယ်ထားပြီးတော့ကျွန်တော်တို့ကပတ်သက်ကြောင်းအရေးကြည့်အောင်ပါဘကိုးတိုင်းပတောင်းမြို့နယ်ကျွန်တော်တို့အချမ်းဖက်စစ်ခွတ်တက်ရဲ့အမှတ်16ကာဝေးပစ္စည်းတို့စက်ယုံကိုကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့ဝင်အင်အားစုကြီးကလက်နက်ကြီးတွေနဲ့ဝင်ရောက်တိုက်ခိုက်နေတယ်လို့ကျွန်တော်တို့မြေပြင်သတင်းရရှိတာပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော်တိုက်ခိုက်နေတဲ့ဒီစစ်ရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့နေမြေအေရိယာတွေမှာလှုပ်ရှားမှုတွေကျွန်တော်တို့အတော်အတန်ကြာနေပြီလို့တော့ပြောလို့ရပါတယ်ကျွန်တော်တို့တနေရာကိုတိုက်ခိုက်သိမ်းပိုက်ဖို့ဆိုရင်ကျွန်တော်တို့ရှင်းလင်းရတဲ့အခြေအနေတွေအများကြီးရှိတယ်ကျွန်တော်မိသားစုဟုတ်ပြီဆိုတော့ကျွန်တော်ကဒီနေ့မှာဖော်ပြရတဲ့ကပ်16ကိုကျွန်တော်တိုက်ခိုက်နေတယ်ဆိုတာဒီနေ့မှစတင်တိုက်ခိုက်တာမဟုတ်ဘူးဆိုတာမျိုးကျွန်တော်မိသားစုတွေကိုရှင်းလင်းပြသစွာသိစေချင်တာပါမက်စလာ1ရက်နေ့မှာအဲ့ဒီစက်ယုံကိုလည်းကျွန်တော်တို့လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုအတွင်းမှာအဲ့ဒီစက်ယုံအတွင်းတွေကိုကျွန်တော်တို့ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေကြားရောက်ပေါက်ကွဲမှုတွေရှိနေတယ်လို့လည်းကျွန်တော်တို့အတီးပြုကြားထားပါတယ်
လက်ရှိချိန်မှာကတက်တော် AA နဲ့ကျွန်တော်တော်လိုင်းအင်အားစုတွေပူးပေါင်းထားတယ်အဲ့ဒီထိုးစစ်ကပ္ပစ16နဲ့5ကီလိုမီတာအကွာကိုရောက်ရှိနေပါပြီကျွန်တော်ရဲ့မိသားစုနေပဲခူးတိုင်းရခိုင်အဆက်ဂျိုးမတောင်တကြောမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကျန်းဖက်စစ်ခွေးတက်ကအခုချိန်မှာတော့နေရာစုံမှာခုခံစစ်ပဲသူတို့တွေပြင်ဆင်နေရတာဖြစ်ပါတယ်အားကတက်တော် A နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေအကျန်းဖက်စစ်ခွေးတက်ရဲ့ရေးကြီးတယ်တကယ်လည်းအရေးပွားတယ် point 6-3 လုံးစခန်းကိုလည်းတက်ခိုက်သိမ်းပိုက်ပြီးတော့ကပ္ပစကိုကျွန်တော်တို့စစ်ဦးများလဲခဲ့တယ်ဆိုတာလေကျွန်တော်ရဲ့မိသားစုဝင်တွေသိရှိပြီးဖြစ်မှာပါကျွန်တော်လည်းအရင်ဗီဒီယိုဖိုင်တွေမှာဖော်ပြခဲ့ဘူးပါတယ်ဟုတ်ပြီကပ္ပစ16မှာအင်အားဖြစ်တင်းပြီးတော့လက်ရှိအချိန်မှာသူတို့တွေခုခံနေရတာကြောင့်အဲ့ဒီမှာထုတ်လုပ်ရေးလုပ်ငန်းတွေအကုန်လုံးရပ်ဆိုင်းပြီးတော့ငါမသိငါမစခန်းမကြရဲရဲတိုက်ရဲရဲချေမုံစသည်အဖြစ်ပေါ်ပြဆိုင်ပုတ်လေးတွေပဲဖတ်တွေ့ပြီးတော့အဲ့တော့အေးနဲ့ပူပေါင်းတစ်ဖွဲ့ဝင်နေတကယ်တမ်းကျွန်တော်တို့ထဲထဲထိဝင်ရောက်လာတဲ့အချိန်မှာလက်နက်ချဖို့ပြင်ဆင်နေတာနဲ့အချို့ကောင်တွေကကြိုတင်ပြီးပြေးဖို့အတွက်အထုပ်ပိုးလေးတောင်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိထားရတယ်အချို့ကောင်တွေကလည်းပဲလက်နက်ချဖို့အတွက်ပြီးတော့ကျွန်တော်တို့ကာဝေးတစ်ဖွဲ့ဝင်နဲ့အလင်းဝင်ဖို့အတွက်ပူပေါင်းဖို့အတွက်ဒါစီစဉ်နေတယ်ဆိုတဲ့အကြောင်းတွေလည်းကျွန်တော်တို့အများကြီးကြားသိထားရပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့အရခတက်တော် AA ကနေပြီးတော့လေရင်ကွင်းမှာရှိတဲ့တက်စကန်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုတော့အရန်ကိုအထိနာနေတဲ့ကောင်တွေကဘာပြန်လုပ်လဲဆိုတော့နဗီနဲ့လှမ်းပစ်လိုက်တာတဲ့နဗီနဲ့ပစ်လိုက်တဲ့လက်နက်ကြီးဟာကျွန်တော်စစ်တွေမြို့မှာရှိတဲ့ပြည်သူဆေးရုံကြီးကိုထိခိုက်သွားတယ်လို့ဒီနေ့မှာသတင်းကြားထားရပါတယ်ဒီကောင်တွေတော်တော်ဆိုးဝါးနေပြီလို့ပဲကျွန်တော်တို့သုံးသပ်ရမှာဖြစ်ပါတယ်ဆိုတော့လက်နက်ကြီးကြောက်ပောက်ကွဲမြောက်ဆေးရုံငှက်ဖျားဆောင်အနီးမှာရေးပေါ်လူနာဆောင်ကိုကြောက်ပောက်ကွဲသွားတယ်လို့ကျွန်တော်တို့ကနဦးကြားသိထားရပါတယ်လက်ရှိချိန်မှာထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေတွေကျွန်တော်တို့ဒဏ်ရာရရှိတဲ့သူတွေမရှိဘူးလို့တော့ကျွန်တော်တို့လက်တလောကြားသိထားရပါတယ်ဟုတ်ပြီကျွန်တော်တို့မက်စလာ6ရက်နေ့ကျွန်တော်တို့ညနေပိုင်းပေါ့နော်မနေ့ကညနေပိုင်းမှာလဲစစ်တွေချူမင်းကန်စိတ်ကမ်းမှာလဲပါအချမ်းဖက်စစ်ခွေးတန်အရခတက်တော် AA ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါဒီနေ့9ရက်နေ့မှာတော့သတင်းကောင်းတွေကြားသိထားရတယ်လို့ကျွန်တော်တို့ကြားထားပါတယ်ဆိုတော့မနေ့ကလည်းက Jet Fighter တွေနဲ့ဘုံကျဲပြီးတော့အသေးအတန်ခုခံနေတဲ့အခြေအနေဆိုတော့ကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ရဲ့ကျွန်တော်တို့ဒါတက်ရင်စကန်တွေကိုကျွန်တော်လက်နက်ကြီးတွေနဲ့ပုံနာကျွန်းကျွန်တော်တို့ပေါက်ထောမြို့နယ်ဘက်ကနေပြီးတော့ဒါပြစ်ခတ်ခဲ့တယ်လို့လည်းကျွန်တော်တို့သတင်းတွေကြားသိထားရပါတယ်ဆယိုးကြတရားအနီးမှာနေထိုင်နေတဲ့ကျွန်တော်တို့အသက်46နှစ်အရွယ်အမျိုးသမီးတူကမနေ့ကစစ်တွေမှာအမှတ်7ရက်တက်ရင်အတွဲလိုက်ဒရုန်းတွေကျွန်တော်တို့ပေါက်တော့ဘတ်တွေရောပုံနာကျွန်းဘတ်တွေရောမှာတောက်လျှောက်ပြစ်ခတ်နေတယ်အဲ့ဒီမတိုင်ခင်မှာနှစ်ဖက်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရွှေမင်းကန်စိတ်ကန်းအနီးမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ကြားသိထားရတာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့စစ်တွေမျိုးအတွင်းထဲအထိကျွန်တော်တို့ဒါတိုက်ပွဲတွေစတင်ပုံဖော်လာတာကိုကျွန်တော်တို့တရားမှာဖြစ်လို့အချမ်းဖက်စစ်ခွေးတက်ရဲ့အရေးပါတဲ့စစ်စကန်တွေကိုပဲကျွန်တော်တို့ဥတီတိုက်ခိုက်မှုတွေကိုကျွန်တော်တို့ဒီနေ့မှာတကယ့်ကိုမြင်တွေ့နေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စစ်တွေမျိုးမြောက်ဖက်မှာရှိတဲ့ချမ်းဖက်စစ်ခွေးတက်ရဲ့ရှင်မင်းငယ်ရေးတဲ့စကန်ဇော်မထက်ကျေးရွာနီးမှာရှိတဲ့တက်စကန်တွေကိုအရခတ်တက်တော် AA ကတပိုင်းနဲ့ test ထိုးစစ်ဆင်နေကြတာဖြစ်ပြီးတော့ရှင်မင်းငယ်ရည်တက်နဲ့ဇော်မတက်ကျေးရွာနီးမှာရှိတဲ့အချမ်းဖက်စစ်ခွေးတက်စခန်းတွေကိုလည်းကျွန်တော်တို့အရခတ်တက်တော် A ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းတွေကျွန်တော်တို့ကြားသိထားပါတယ်ဆိုတော့အချမ်းဖက်စစ်ခွေးတက်ရဲ့ရေစကန်နောက်ထပ်တစ်ခုကိုပါထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေဒီသတင်းနဲ့ပတ်သက်ပြီးတော့လက်ရှိကျွန်တော်ကြားထားရတဲ့အခြေအနေပါနော်ဆိုတော့အရခတ်တက်တော် AA ရဲ့အတီးပြုထုတ်ပြန်ကြေညာချက်တွေမှာကျွန်တော်တို့ထပ်ပြီးတော့အောင်ပွဲခံကြမယ်เนาะကျွန်တော်မိသားစုဝင်တွေဆိုတော့ဒီကနေ့မှာကျွန်တော်အဓိကပြောချင်တာကရှင်မင်းငယ်ရည်တဲ့စကန်ကြာသွားပြီဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တာပါဆိုတော့ဒါပေမဲ့ကျွန်တော်တို့ထပ်မံပြီးတော့ကျွန်တော်တို့အတူတူပေါ့เนาะတော်လန်သောမိသားစုဝင်တွေပဲဗျာကျွန်တော်တို့ထပ်ပြီးတော့အတီးပြုဘိုးရန်ဆိုတာကအရခတ်တက်တော် AA ကလက်ရှိတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့တိုက်ပွဲတွေနှစ်ဖက်တိုက်ပွဲတွေပေါ့နော်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အချိန်မှာလည်းပဲကျွန်တော်တို့အနေနဲ့အချို့အရာလေးတွေကိုအရခတ်တက်တော် AA ရဲ့ထုတ်ပြန်ညချက်ကိုကျွန်တော်တို့ဒါဒလေးလေးစားနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်